အဲ့တော့ဒီချက်တော့ဘာမှမချင်းချမ်းလေးဆွဲပြီးတော့ပေါ့နော်ခရချင်းချမ်းဆွဲပြီးဆိုလို့ရှိရင်နောက်ချမ်းဆွဲမယ်နော်နောက်ချမ်းကိုဘယ်လိုဆွဲမလဲဆိုတော့ချက်တို့ဒီမှာကွာရှိရပေါ့နော်ကွာနေရနေဒီကို15စင်တီလောက်နော်15စင်တီမီတာလောက်ခွာလိုက်ပေါ့နော်ဒီကနေဒီကို15စင်တီလောက်ခွာလိုက်ခွာပြီးလို့ရှိရင်ချက်တို့ဒီကနေပြီးတော့လည်းတောင်းမှတ်ပေါ့နော်ဒီလိုမျိုးတစ်ကြောင်ပိတ်ချလိုက်မယ်အစာအဆုံးပေါ့နော်ဒီထဲမှာတော့နည်းနည်းလေး vacation ကကြုံနေလိမ့်မယ်ဒါပေမဲ့တိတ်ချလေးကြည့်ရင်တော့နားလည်နေမယ်နော်ဒီတိုင်းဆွဲချလိုက်မယ်ဆွဲချပြီးလို့ရှိရင်ချက်တို့ဒီကနေပြီးတော့မှချက်တို့ဒီကိုပေါ့နော်ဒီချက်တွက်ထားတဲ့တင်အတိုင်းကလောက်လိုက်တော့24စင်တီမီတာရှိတယ်နော်အဲ့တော့ဒီကနေပြီးတော့ဒီကို24ပေါ့ဒီကနေပြီးတော့ဒီကို24နော်ဟုတ်ပြီနော်အဲဒီကနေဒီကို24နော်အဲ့ဒီ24ကိုတောက်ရှောင်းကြီးမှတ်ချလိုက်မယ်ကဲဒီမှာခါလိုင်း24ခါလိုင်းကိုလည်း24စင်တီမှတ်မယ်ဟုတ်ပြီနော်ဒီကိုလည်း24စင်တီ24တောက်ရှောင်းအကုန်လုံးကို24စင်တီမှတ်ချလိုက်မယ်ဒီကိုလည်း24ဟုတ်ပြီနော်အဲ့ဒီ24မှတ်ထားတဲ့ဟာလေးတုံးလုံးချေလို့ဆက်လိုက်ဒီလိုဆက်ချလိုက်မယ်ဟုတ်ပြီနော်ဒီလိုဆက်ချလိုက်အဲ့တော့ဒီလိုမျိုးရပါပြီ။နောက်ပြီဆိုရင်ချယ်ကိုခွားထုတ်မယ်။ချယ်ရှေ့ခွားနောက်ခွားဆိုပြီးတော့တွက်ထားတာရှိတယ်။ရှေ့ခွားတော့ကဒီရှယ်ဘယ်လောက်လဲ4.5ပေါ့နော်4.5ထုတ်ထားရဲ့အခုနောက်ခွားဘယ်လောက်လဲ9.5ထုတ်ရမယ်နော်။အဲ့တော့ချယ်တို့ကခွားထုတ်မယ်ဆိုတော့ခွားရဲ့နောက်ဘောမှာလည်းထုတ်မှာပေါ့ဒီမှာရှေ့ခွားထုတ်ထားတဲ့နေရာ။နော်အဲ့တော့ဒီမှာဒီဘက်မှာလည်းဒီလိုပဲထုတ်ပါမယ်။ဒီကနေဒီကိုထုတ်လိုက်တာက9.5 cm กว่าနော်အဲ့ဒါပြီးသွားလို့ရှိရင်ချဲတို့အလယ်မှတ်ကိုရှာမယ်ပေါ့နော်ဒီအရှိမဆိုလို့ရှိရင်လည်းချဲတို့အလယ်မှတ်ဆိုတာရှာကြတယ်လေဒီမြင်းပေါ့ဒီမြင်းဆိုတာအလယ်မှတ်ပေါ့အဲ့ဒီအလယ်မှတ်ကိုဒီရှေ့မှာရှာထားတဲ့အလယ်မှတ်ကိုအနောက်ကိုဘယ်လိုပြန်ထည့်မလဲဆိုတော့ချဲတို့ကဒီမှာဒီကနေပြီးတော့ဒီကိုတစ်ချက်တိုင်းလိုက်မယ်နော်ဒီကွာဘက်ကမတိုင်းဘူးနော်ဒီအရှိဘက်ကနေပြီးတော့တိုင်းမယ်ကွာဘက်ကမတိုင်းမဲနဲ့ဒီအရှိဘက်ကနေပြီးတော့ဒီကနေပြီးတော့ဒီအကွာဝေးတိုင်းတယ်ဘယ်လောက်လဲ14စင်တီမီတာရှိတယ်အဲ့တော့14စင်တီမီတာရှိတာကိုချေတို့ကလည်းဒီဘက်မှာအလောက်ထည့်မယ်အဲ့ဒါကိုလည်းချေတို့က14စင်တီမီတာဒီကနေပြီးတော့ဒီကိုလာထည့်မယ်အဲ့တော့အလမ်းမရပြီဆိုရင်ချေတို့ကတောင်းမှန်ကြကြအဲ့အလမ်းမကြီးကိုဆွဲချလိုက်မယ်ချေနည်းနည်းမှားမှဆိုလို့ခဲတံလေးနဲ့အရင်ဆွဲလိုက်မယ်ခဲတံလေးနဲ့ဆွဲပြီးတော့မှတောက်လျှောက်ဒါဆွဲမယ်ပေါ့နော်ဟုတ်ပြီနော်အဲ့လိုမျိုးဆွဲချလိုက်တယ်ဟုတ်ချောက်အလမ်းနဲ့ရသွားပြီဆိုလို့ရှိရင်ချေတို့ဒီမှာပေါ့နော်ဒီနားလေးကိုတစ်ချက်ပြန်တိုင်းမယ်နော်ဒီနားလေးကိုတစ်ချက်ပြန်တိုင်းမယ်ဒီနားလေးဘယ်လောက်ရှိလဲဆိုတော့10.6 cm ရှိတယ်10.6ကိုတော့ဝက်တော့ချေတို့ကဘယ်လောက်လဲ5.3ပေါ့နော်5.3အဲ5.3ကိုမှဒီချေတို့က1 cm အထဲကိုထပ်ဝင်မယ်ဘယ်လောက်လဲ1 cm အထဲကိုထပ်ဝင်ဒီအမှတ်လေးဖြစ်သွားမှာပေါ့နော်ဒီကနေပြီးတော့ဒီအထိကိုတဝက်ဝက်မယ်ဝက်ပြီးတော့ဒီဘက်ကိုဘယ်လောက်လဲ1 cm ထပ်ဝင်မယ်ဟုတ်ပြီနော်ချယ်တို့ဒီလိုရသွားပြီပေါ့နော်ဒီမှာဒီဥစ္စာနဲ့ဒီကိုတဝက်ဝက်တယ်တဝက်ဝက်ပြီးတော့မှဒီကို1 cm ပြန်ဝင်လိုက်တယ်ပေါ့နော်အဲ့ဒီမှာ1 cm ဝင်တဲ့နေရာမှာအမှတ်ကလေးရပါပြီအဲ့ပြီးလို့ရှိရင်ချယ်တို့ဒီမှာခွာမြင်းရှိတယ်ခွာမြင်းအမှအထဲကို1 cm ဝင်မယ်ဝင်ပြီးတော့ချယ်တို့ကအမြင်းတစ်ခုကိုဒီလိုမျိုးလာဆက်မယ်ချယ်ခဲတယ်မျိုးနဲ့အရင်ဆုံးဆက်ထားဒီလိုလေးဆက်ပြပါပြီဆိုလို့ရှိရင်အဲ့လိုဆက်လိုက်တဲ့ဆိုရင်ကျတို့တင်26ရှိရ26မှာဒီမှာကြည့်လိုက်လို့ရှိရင်26ပုံ24စင်တီရှိတာပေါ့နော်အမရဲ့တင်24စင်တီတွက်ထားတယ်ဒါပေမဲ့24စင်တီမရှိတော့ဘူးဖြစ်တဲ့အတွက်အမတို့က24စင်တီဘယ်လိုပြန်ထည့်ရမလဲပေါ့နော်အဲ့ဒါဘယ်လိုပြန်ထည့်ရမလဲဆိုတော့ကျတို့ဒီမြင်းကိုဒါဒီမြင်းပေါ့ကျတို့နော်ဒီမြင်းကိုရှေ့ကိုဒီလိုဆွဲထုတ်ထားလိုက်မယ်ဆွဲထုတ်ထားပြီးသွားလို့ရှိရင်အဲ့မြင်းပေါ်ကို24ဒီကနေတောင်းမှန်ကြကြသွားထည့်ရမယ်နော်24ဒီကနေတောင်းမှန်ကြကြဒီလိုလေးသွားထည့်ရမယ်အဲ့ချိန်မှာ24ကွက်တီမထည့်ဘဲနဲ့ကျတို့က24.5
အားဆိုပြီးတော့24ကို 0.5 ပေါင်းပြီးတော့ထည့်မယ်အဲ့တော့ဘယ်လောက်လဲ24.5ဟုတ်ပြီနော်အဲ့တော့ဒီလိုလေးဖြစ်သွားမှာပေါ့24.5ဒီမြင်းပေါ်ကိုစောင်းပြီးတော့ထည့်လိုက်မယ်ထည့်သွားလို့ရှိရင်ကျတို့ဘာလုပ်ရမလဲဆိုတော့ဒီ white ရမယ်ပေါ့နော်ဒီကျတို့ gua white ရမယ် gua white ဖို့အတွက်ကိုကျတို့ဒါက original กว่าအဲ့ဒါကိုမှအောက်ကို1 cm ဆင်းထားမယ်နော်1 cm လေးတစ်ချောင်းဆင်းထားမယ်ဒီအတိုင်းလေးပဲထားမယ်အမှတ်ကလည်းเนาะအဲ့ဒါပြီးသွားလို့ရှိရင်ကျတို့ဒီဟာနဲ့ဒါနဲ့ပေါ့နော်အဲ့ဒါကိုသွားပြီးတော့ဆက်လိုက်ပါမယ်ဟုတ်ပြီနော်အဲ့နှစ်ခုကိုသွားဆက်မယ်ဆက်ပြီးသွားလို့ရှိရင်ကျတို့ဒီအမှတ်ကနေပြီးတော့ဒီကိုတောင်းမှန်ကြကြပဲသွားထည့်မယ်ဒီအမှတ်ကနေပြီးတော့ဒီအပေါ်ကိုတောင်းမှန်ကြကြအဲ့လိုလေးသွားထည့်လိုက်မယ်ဖတ်ထွက်ပြီးသွားလို့ရှိရင်ကျတို့ဒီမှာရှေ့မှာကွာဝိုက်ထားတာက3ပုံပုံပြီးတော့ဒီတပုံအပေါ်ကနေဝိုက်ထားတာဟုတ်ပြီနော်အဲ့တော့2ပုံကျန်တယ်အဲ့ဒီ2ပုံကဒီကနေဒီကိုဘယ်လောက်လဲ 2.6 ကျန်တယ်နော်ဒီကနေပြီးတော့ဒီနားလေးကဘယ်လောက်ကျန်လဲ2.6 ကျန်တယ်အဲ့ဒီ2.6ကိုကျတို့ကဒီနားလေးမှာလာထည့်မယ်2.6ဆိုပြီးတော့เนาะဒီမှာ2.6ဆိုပြီးလာထည့်လိုက်မယ်ဟုတ်ပြီเนาะအဲ့တော့ကျတို့ white စေက1မှတ်2မှတ်3မှတ်ရပြီအဲ့တော့ကွာ white ပါမယ်เนาะ white တဲ့ခါကြလို့ရှိရင်လည်းဒီမှာကြည့်တေချာလေးချိန်ပြီး white မယ်เนาะကတ်တွေကိုเนาะအဲ့တော့ဒီလိုလေးပေါ့ကတ်တွေကိုတေချာ3တက်နေတဲ့လူဆိုတာ white တက်တယ်ပေါ့เนาะဒါလေးထိမယ်ဒီကိုလည်းထိမယ်အဲ့ဒါမျိုးဒီကိုလည်းသွားမယ်အတင်လေး white မယ်ပေါ့ပြောချင်တာကတော့ချယ်တို့ဒီကိုဘယ်လိုလဲအတင်လေး white မှာဒီအတင်လေး white မှာဟုတ်ပြီเนาะအဲ့ဒါပြီးသွားလို့ရှိရင်ချယ်တို့ဒီအပေါ်ပိုင်းတစ်ချက်ကြည့်မယ်အပေါ်ပိုင်းမှာချယ်တို့ဒီကနေပြီးတော့ဘယ်လောက်လဲဆိုတော့2 cm တက်အပေါ်ကိုဘယ်လောက်လဲ2 cm တက်ပါမယ်တကြောလုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုလေးဖြစ်သွားတာပေါ့เนาะအဲ့နဲ့ထောက်နေတဲ့နေရာတွေပါရှိလို့ရှိရင်ဒါဖြည့်လိုက်ပေါ့เนาะဒီလိုလေးရတာပဲအဲ့ဒါပြီးသွားလို့ရှိရင်ကျတို့အရှိချမ်းသွားမယ်နောက်ကကျတို့တင်ပြန်ဆွဲထားတာဘယ်လောက်လဲ24ဟိုမှာ 0.5 ပေါင်းပြီးဆွဲထားတာဆို24.5အဲ့တော့အမှန်တကယ်တင်လိုက်ရကြတော့ဒီ line ဖြစ်သွားပြီပေါ့ဟုတ်ပြီเนาะအဲ့တော့ချဲတောင်းမှန်ကြကြပဲတောက်ချောက်ဒီရင်းကိုဆွဲချလိုက်မယ်เนาะအဲ့ဒါလေးနဲ့အရင်ဆွဲလိုက်မယ်ခဲရတယ်ဆွဲရเนาะဒါကတကယ်အမှန်တကယ်တင်လိုက်ဖြစ်သွားတယ်เนาะဒီမှာတစ်စောင်းလေးပြန်ထည့်ထားတယ်เนาะဘာဖြစ်ဆိုဒီဟာကြီးကအထဲဝင်သွားတာဖြစ်တဲ့အတွက်ကျတို့ရဲ့တင်ကအပြည့်အဝမရှိတော့ဘူးမရှိတော့တဲ့ခါကျတော့တင်ကျက်နေတယ်အဲ့တော့တင်ကိုပြန်ထည့်ထားတယ်เนาะအဲ့တော့တင်မင်းလိုင်းကဒီဘက် line ဖြစ်သွားမယ်เนาะအဲ့တော့အဲ့ကတင်မင်း line ဖြစ်တဲ့အတွက်အောက်ကိုပဲတောက်လျှောက်ဆွဲချသွားလိုက်မယ်เนาะနော်အကူပဲဒီတစ်ခါဆက်ဆက်ပါအဲ့ဒါပြီးတော့မှကျဲတို့အပေါ်ကိုဒီမှာချက်တစ်ခါရေးထားပေးတယ် 0.2 အပေါ်တက်မယ်ဒီ original မြင်းကမှာ1.2 အပေါ်တက်မှာ1.2 အပေါ်ကိုတက်မယ်နော်1.2 တက်တယ်အဲ့1.2 တက်တာမှကျဲတို့ဘယ်လောက်လဲ1.5 အထဲကိုပြန်ဝင်မယ်1.5 အထဲကိုပြန်ဝင်မယ်အဲ့တော့ဒီအမှတ်လေးဖြစ်သွားမှာပေါ့နော်အဲ့ဒီအမှတ်လေးကကျဲတို့ကဒီမှာတင်လာဝိုက်မယ်နော်ဒီလိုလေးလာဝိုက်လိုက်ဟုတ်ပြီเนาะအဲ့လိုလေးလာဝိုင်းလိုက်မယ်အပေါ်ကျတော့လဲချဲတို့ဒီမှာ 2cm တက်ထားတာရှိရယ်เนาะအဲ့ 2cm နဲ့ဒါလေးနဲ့ကိုလာဆက်လိုက်မယ်ဆက်ပြီးပါလို့ရှိရင်ချဲတို့ရှေ့ချမ်းမှာအလယ်မှတ်မှတ်တယ်เนาะဒီမှာအလယ်မှတ်ဒီရင်းကအလယ်မှတ်တယ်ဟိုဘက်စနစ်ဒီဘက်စနစ်ပြန်ထုတ်တယ်ပေါ့เนาะအဲ့တော့နောက်ချမ်းကျတော့သူ့တက်1ပို့ရမယ်ဒီမှာစနစ်ဖြစ်တဲ့အတွက်ဒီမှာကျတော့အလယ်မှတ်ကိုဟိုဘက်73ဒီဘက်73ဖြစ်သွားမှာပေါ့အဲ့တော့ဒီမှာအလယ်မှတ်ကိုဟိုဘက်73ဒီဘက်73နော်အဲ့ဒါပြီးတော့အောက်ဖက်ကိုကြတော့ဆယ်ဘယ်လောက်ထုတ်လဲဆိုတော့ဟိုဘက်7ဒီဘက်7နောက်ချမ်းဆိုတော့ဟိုဘက်7ဒီဘက်7ဖြစ်ပါမယ်နော်တော့ဟိုဘက်7ဒီဘက်7ဟုတ်ပြီနော်အဲ့လိုဖြစ်သွားပြီအဲ့တော့ပြီးတော့မှကတ်တွေနဲ့ပြန်ဝိုင်းမယ်အဲ့တော့ဒီလိုဒီမှာဆယ်ထုတ်ထားတာရှိတယ်နော်ထုတ်ထားရှိတယ်ဒီတိုင်းလေးဝိုင်းမယ်နောက်ဘက်ကိုလည်းဒီတိုင်းပဲအဲ့တော့အောက်ပိုင်းကိုလည်းကျတို့ရှေ့ချမ်းတဲ့ဘယ်လောက်လဲ1ပို့ထားတယ်နော်အဲ့တော့ဒီတိုင်းနဲ့ဆက်ချလိုက်အဲ့တော့ကျတို့ဒီမှာကြည့်မယ်ဒီ
ဒီနားလေးမှာထောက်သွားပြီဒီလားအဲ့လိုထောက်လို့မရဘူးပေါ့နော်ထောက်လို့မရဆိုရင်ဖြစ်တဲ့အတွက်ကျွန်တော်ပြန်ဖြည့်မယ်ဒီနားလေးနော်အဲ့လိုဖြည့်ပြီးတော့တောင်းမယ်နော်ဒီနားလေးမှာလည်းထောက်နေရဖြစ်တဲ့အတွက်ဒီလိုမျိုးကက်ကလေးနဲ့ပဲပြန်ဖြည့်လိုက်မယ်ဒီနော်ကဲအဲ့ဆိုကျွန်တော်ကခြေစမ်းနောက်ချမ်းဘောင်းမီပတ်တန်ပြီးပြီပေါ့နော်အဲ့တော့ဘာပြန်လဲဆိုတော့တောက်ထဲကိုပြန်မယ်နော်တောက်ထောက်ကြချယ်ရီရဲ့ခါကဒီကနေပြီးတော့ဒီကိုဖြစ်သွားပြီနော်1.5 ဝင်ထားတာကိုအဲ့တော့ဒီကနေပြီးတော့ဒီတိုင်းပဲဘယ်လောက်လဲ19.5 19.5တဝက်တော့ 9.75 ဖြစ်သွားမယ်ဟုတ်ပြီနော်9အဲ့တော့ဒီမှာအလယ်မဲ့ရသွားအဲ့တော့ချယ်ရီကဘာလဲဆိုတော့တောက်ထည့်မယ်ပေါ့နော်တောက်ထည့်ဖို့အတွက်ချယ်ခါပေါ့နော်ဒီမှာနောက်ချမ်းကဘယ်လောက်လဲ15ဖြစ်တဲ့အတွက်ဒီကနေပြီးတော့ဒီကိုတစ်ချက်ရင်လုံးတိုင်းလိုက်မယ်အော်ဒီ19.5ရှိတယ်19.5တွေက15ကိုနှုတ်လိုက်တော့ဘယ်လောက်လဲ 4.5 ဆိုတော့ဒီမှာချဲလို့အလက်မှတ်ထားပြီးသွားပြီအဲ့တော့နှစ်ချမ်းခွဲလိုက်တော့ 2.25 ပေါ့အဲ့တော့နောက်ကဟိုဘက်ကို 2.25 ဒီဘက်ကိုလည်း 2.25 ဟုတ်ပြီနော်အဲ့တော့မှတောက်ဆွဲမယ်အရှည်ကတော့ချဲလို့အရှည်ချမ်းအရှည်နဲ့အတူတူပဲဒီကနေဒီကိုဘယ်လောက်လဲ17စင်ဒီဆွဲလိုက်မယ်အဲ့ကနေမှဒီလိုမျိုးဟုတ်ပြီနော်အဲ့တော့ဘောင်းမီရပြီးသွားပြီပေါ့နော်ဘောင်းမီပတန်ပြီးသွားပြီအခုဆွဲလို့ရထားတယ်ဘောင်းမီပတန်ကိုဂတ်တူပြားနဲ့ထုတ်ထားပေးပါဆရာနော်ဂတ်တူပြားနဲ့တစ်ချက်ထုတ်ထားပေး